အခုလိုင်းပေါ်မှာတက်လာတယ်ဝေးဦးတစ်စုံလုံးဝေးဦးတစ်စုံသိန်း9000တောင်ရတယ်သိန်း900လားသိန်း9000လားမသိဘူးအဲ့ဒါငါရင်းမလို့အဲ့ဒါရင်းပြီးတော့ငါနင်တို့မိသားစုနင်သားအကုန်လုံးတင်းအောင်တင်းနဲ့ထားမလို့ငါအဲ့လောက်ထိရင်းပါရင်းပြီဆိုရင်လာမလုံးနဲ့သူကပစ္စည်းမခိုးမဖွဲ့ဘူးငါအမေပေးလိုက်တဲ့ပစ္စည်းနဲ့ငါရောင်းစားပြီးတော့ငါလှုပ်စားမှာအဘောနားလေလားညာနေပြောရတဲ့ပုံစံလေးငါရင်းထဲမှာနာလုံလုံလို့အဲ့ဒါကိုယ်ဖြုတ်ရောက်မှာနေကျင်တတ်လားပြော ကျင်းတဲ့ဇာကြောင့်ရင်ဖူးမှန်စီဘူးနေပိုင်ပစ္စည်းနေရာကိုလှုပ်ရှင်တာလို့စိတ်ဝင်စားငါလာပြီဘူးလား နေရာတစ်ခုဖြစ်ပြီဆိုရင်ငါပစ္စည်းငါဥစ္စာငါချထားတာဘာညာနဲ့အခုငါဝေးဦးဖြုတ်ရောက်တဲ့ကိစ္စမှာနင်းနဲ့မဆိုင်ဘူးငါသားရှိရတဲ့ငါဖြုတ်ရောက်မှာနှလုံးလုံးရောက်မှာဝေးဦး ရောင်းလို့လှုပ်ရှင်တာလို့ ငါပုံလင်းပြောတာ ပါရှာ ငါနိုင်ငံခြားမှာနေတယ်မြန်မာနိုင်ငံမှာလုံမစားတတ်ဘူးနင်သိတယ်တိနဲ့နင်ငါ့ကိုယူခဲ့တယ်ဒါပေမဲ့ငါအခုလည်းနင်နဲ့ဒုတိယဘာမှလုံနေတာပဲငါဘယ်နာဘာချောင်းကုန်တယ်နင်သေးသွားတယ်ဝှေ့လျှော်တယ်ထမင်းချက်တယ်ကလေးထိန်းတယ်ဈေးထဲမှာဆိုလို့ပစ္စည်းထမ်းတယ်ဖះမှာဆိုလို့ရောင်းတယ် နေအခုနေကိုမတူကဘာပြောနေတော့နေကငါဆိုင်ကအလိုက်လို့ပြောတဲ့ကိစ္စကိုနေကဘာလာပြီးတော့ဒေါသမုံထားနေ ငါလိုယောက်ျားရှာကြည့်အောင်ထမင်းတို့တိုးသွားလိမ့်မယ်ရှာမရောက်တွေ့ဘူးလောင်ကစားမလုပ်ဘူးရဲမတော့ဘူးပတ်စံမခိုးဘူးနှလုံးမထိုးသုံးလုံးမထိုးငါဘာမှမလုပ်တတ်ဘူးငါအပျော်ပါတစ်ခုပဲလိုက်စားတယ်အရက်တောက်ပြီးမှပျော်ပါလိုက်စားတာမဟုတ်တင်ငယ်ချင်းနဲ့ဟီလာဟာလာနဲ့စကလုံးနဲ့ပဲငါတို့ကပျော်ပါလိုက်စားတာအပျော်ပါဆိုတော့ပတ်စံကုန်မှပျော်ပါကြတာမဟုတ်ဘူး